မေးစရာများရှိတဲ့ဆိုရင်မေးလို့ရပါတယ်ဆရာမေးမဲ့သူများမရှိဘူးဆိုဟိုကမေးခွန်းနေတော့ရှိပါသေးတယ်ဆရာ ဟုတ်ပါတယ်ဟုတ်မေးခွန်းကတော့ဒီဥပိ္ပခာတရား10ပါးမပါပဲတဲ့သင်္ခါရုပ္ပခဉာဏ်သို့ရောက်နိုင်ပါသလားရှင်တဲ့ဥပိ္ပခာတရား10ပါးကိုမကျော်လွန်ပါပဲနိဗ္ဗာန်ကိုမြင်ရပါတော့တဲ့မဉ္ဇဉ်သို့ရောက်နိုင်ပါသလားအရှင်တဲ့လောကီထဲမှာဥပိ္ပခာသည်အချစ်အမုန်းတွေပါပြီးတော့လောကုတ္တရာမှဥပိ္ပခာတရားသည်ချစ်ချင်းမုန်းချင်းပယ်တတ်ခြင်းမပယ်တတ်ခြင်းကင်းပြီးအလွန်တိမ်မွေ့သောတရားဆိုရင်မှန်ပါသလားအရှင်လို့မေးထားပါရဲ့ဆရာတော့ထင်တယ်အဲ့ဒီမှာအပိုင်းရှိပါတယ်နော်ကျွန်တော်တို့ကဟုတ်ကဲ့အဲ့ဒီအပိုင်းကိုကြည့်လိုက်မယ်ဆိုဥပိ္ပခာတရား10ပါးဥပိ္ပခာတရား10ပါးဆိုတာဥပိ္ပခာအမျိုးစုံအခြေအနေတွေမှာအမျိုးစုံရှုထောင့်တွေမှာကြည်လိုက်ပြီးတော့ကျွန်တော်တို့ကဒီလောကမှာလောကအပြင်မှာရောကျွန်တော်တို့ကဥပိ္ပခာဆိုတဲ့တွေ့ရပါတယ်ဥပိ္ပခာအဲ့လိုဆို10မျိုးရှိတယ်နော်ဒီဥပိ္ပခာ10မျိုးကိုကျွန်တော်ရဲ့ဗီဒီယိုကမ္ဘာထန်တန်ပို့ချချက်နံပါတ်9မှာအသေးစိတ်ရှင်းပြထားပါတယ်ဒါဆိုဥပိ္ပခာတရား10ပါးကိုကျွန်တော်တို့ကဝိပဿနာမှာရောကျွန်တော်တို့ကဝိပဿနာမှာရောသမထမှာရောရိုးရိုးဘဝမှာရောဥပိ္ပခာဆိုတဲ့ဟာတွေ့ရပါတယ်နော်အဲ့တော့ဒီဥပိ္ပခာ10ပါးကိုကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုလို့ရှိရင်တပေါင်းတည်းပြုလို့အဆင်မပြေပါဘူးကျွန်တော်ကအဲ့ဒီဥပိ္ပခာ10မျိုးကိုပြပြပေးမယ်ခဏလေးဒါဆိုကျွန်တော်ရေးသားပြုစုထားတဲ့ပို့ချက်ချက်ကို link လေးပို့ပေးလိုက်ပါမယ်မျှော်လင့်ထားတဲ့အခက်တခုဖြစ်သွားပါပြီ
ကောင်းပါပြီဒါဆိုကျွန်တော်ကဒီဥပိ္ပခာ10ပါးကိုအုပ်စုပို့ပြီးမမနိုင်အောင်ပို့ပြီးနားလည်နိုင်အောင်ခွဲထားပေးတယ်အဲ့တော့ခွဲထားပေးတာကျွန်တော်ထင်တယ်3မျိုးအတွက်ဟုတ်တယ်အုပ်စု3ခုခွဲထားပါတယ်ဆိုပထမဆုံးအုပ်စုကကမ္မထံအကျဉ်းနဲ့တိုက်ရိုက်မပတ်သက်တဲ့ဥပိ္ပခာအုပ်စုဖြစ်ပါတယ်ဒီအုပ်စုမှာပါဝင်တဲ့ဥပိ္ပခာအမျိုးအစားတွေကတော့ချမ်းသာခြင်းဝမ်းသာခြင်းနဲ့ဆင်းရဲခြင်းနှလုံးမသားရခြင်းတို့ဤအကြအလဲအလအနေအထားအနေအားဖြင့်ခံစားခြင်းဝေဒနာဥပိ္ပခာဖြစ်ပါတယ်နော်ဒါဆိုချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခံစားခြင်းဖြစ်သွားပြီးတော့အဲ့ဒီဟာကဥပိ္ပခာတစ်မျိုးဖြစ်ပါတယ်နံပါတ်2ဖြူစင်သောဘဝင်စိတ်စိတ်ကိုမျိုးထဲကတစ်မျိုးသို့မဟုတ်ရိုးရိုးစိတ်52မျိုးထဲကတစ်မျိုးဖြစ်တဲ့ဥပိ္ပခာတဲ့ဒါဆိုဒီဟာကဥပိ္ပခာ2မျိုးဖြစ်သွားပါပြီနောက်ထပ်တစ်မျိုးရှိသေးတယ်ပြီးတော့နောက်ဆုံးတစ်ခုပြင်းရည်ချင်းတို့ပြင်းရည်ချင်းတို့မရောက်ဝိရိယလုံးပြီးပြင်းလွှမ်းခြင်းတို့မရောက်စေပဲမယောမတင်စောင်းကြိုးငင်းကဲ့သို့တန်တော်အနေအချင်းအားထုတ်မှုပြုခြင်းစွမ်းအားဥပိ္ပခာဖြစ်ပါတယ်ဆိုအခုကျွန်တော်ကဥပိ္ပခာ3မျိုးကိုပြပြထားပါတယ်နော်ပထမဥပိ္ပခာအမျိုးအစားကချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခံစားခြင်းနော်နောက်ဥပိ္ပခာကဖြူစင်သောဘဝင်စိတ်နောက်ဥပိ္ပခာကပြင်းရခြင်းဝိရိယလုံးပြီးနော်ဒါဆိုပြင်းရခြင်းတို့မရောက်ဝိရိယလုံးပြီးပြင်းလွှမ်းခြင်းတို့မရောက်ဆိုတဲ့နောက်ထပ်ဥပိ္ပခာတစ်မျိုးဖြစ်ပါတယ်ဒါဆိုဒီဥပိ္ပခာ3မျိုးဟာရိုးရိုးဘဝနဲ့ပတ်သက်ပါတယ်တမထာနဲ့မပတ်သက်ပါဘူးဝိပဿနာနဲ့မပတ်သက်ပါဘူးရိုးရိုးဘဝမှာတွေ့ရတဲ့ဥပိ္ပခာ3မျိုးအဲ့တော့ကျွန်တော်တို့ကအထက်ပါပြောခဲ့တဲ့ဥပိ္ပခာတွေကိုတရားအားထုတ်ရမှာအရေးကြီးတဲ့အခြေတွေဟုတ်ပါပြီတရားအားထုတ်တဲ့အခါမှာလည်းဒီ3မျိုးကိုတွေ့နိုင်ပါတယ်ဓမ္မတရားအားမထုတ်တဲ့အခါမှာလည်းတွေ့နိုင်ပါတယ်ပေါ့နောက်ထပ်ဥပိ္ပခာ3မျိုးရှိသေးတယ်အဲ့ဒီမှာဘယ်လိုရှိလဲပထမအဖြစ်ဟုတ်ပါပြီဆိုနောက်ထပ်အုပ်စုရှိတယ်ဒုတိယအုပ်စုကတော့စိတ်အာယုံစုစိုက်ခြင်းနဲ့ပတ်သက်တဲ့ဥပိ္ပခာအုပ်စုဖြစ်ပါတယ်နော်ဆိုခုနကျွန်တော်တို့ကတရားအာမထုတ်တဲ့အခါမှာတွေ့ရတဲ့ဥပိ္ပခာ3မျိုးပြပြထားပါတယ်အခုတရားအားထုတ်တဲ့အခါမှာစိတ်အာယုံစုစိုက်တဲ့အခါမှာဥပိ္ပခာ3မျိုးကိုပြောလိုက်ပါမယ်ဒါဆိုပထမအဖြစ်မြင့်မြတ်တဲ့အခြေအနေဖြစ်တော့ဥပိ္ပခာတဲ့နော်ဒါကတော့ကမ္မထံကျင့်စဉ်အနေနဲ့ကျွန်တော်တို့ကဆက်လက်ပြပြမယ်ဥပိ္ပခာပဲဖြစ်ပါတယ်တဲ့အဲ့ဒီဟာကဒီဥပိ္ပခာမျိုးဟာခုနပြပြထားတဲ့စိတ်အခြေအနေတွေထဲကလီလီယူရှုခြင်းဥပိ္ပခာနဲ့ထပ်တူညီပါတယ်နော်ဒါဆိုလီလီယူရှုခြင်းစိတ်အခြေအနေတွေရဲ့ဥပိ္ပခာနဲ့မတူတဲ့အချက်ကဒီမြင့်မြတ်တဲ့အခြေအနေဥပိ္ပခာဟာကမ္မထံကျင့်စဉ်အဖြစ်ကျင့်ကြံအားထုတ်ပြီးတိုးတက်နိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်ဒါဆိုတရားများအားထုတ်မယ်ဆိုလို့ရှိရင်
ဘာကိုမှထူးထူးခြားခြားလဲစေမဆိုပါဘူးထူးထူးခြားခြားလဲဒါပေါ်မကြပါဘူးဆိုရင်အဲ့လိုဆိုရင်တော့ဥပေက္ခတစ်မျိုးဖြစ်ပါတယ်နောက်တစ်မျိုးဟာတတိယဇန်ချမ်းသာရတဲ့အခါမှာဒုက္ခကိုလည်းမပွားပဲနဲ့ကျွန်တော်တို့ကဒုက္ခကိုဖယ်ထားပြီးတော့လိလိရှုတတ်ခြင်းဥပေက္ခတစ်မျိုးဖြစ်ပါတယ်နော်ဒါဆိုအဲ့ဒါကဒုတိယအမျိုးအစားဒီဒုတိယအုပ်စုမှာပြီးရင်နောက်ထပ်ရှိသေးတယ်နောက်ဆုံးတစ်ခုကစရုထဇန်တို့ရောက်တဲ့အခါမှာစန့်ကျင်ဘက်ဖြစ်သောနိဝရဏတရားတို့မှာတန့်စင်နေပြီးဖြစ်၍ထိုစန့်ကျင်ဘက်တရားတို့ငြိမ်းအေးစေရန်ကြောင်းကြမဆိုင်ရပဲလိလိရှုခြင်းဥပေက္ခဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကတတိယဇန်မှာတွေ့ရတဲ့ဥပေက္ခပြီးတော့စရုထဇန်မှာတွေ့ရတဲ့ဥပေက္ခတို့ဖြစ်ပါတယ်ဆိုတရားအထုတ်တဲ့အခါမှာကျွန်တော်တို့ကချမ်းသာမှုလည်းမရှာဘူးဒါဆိုထူးထူးခြားခြားလဲတပေါ်မကြပါဘူးထူးထူးခြားခြားလဲစိတ်မငြိပါဘူးအဲ့လိုဆိုလို့ရှိရင်အဲ့ဒါကတရားအထုတ်တဲ့အခါမှာဥပေက္ခတစ်မျိုးပြီးရင်တတိယဇန်ပြီးရင်စရုထဇန်အဲ့တော့ဇန်ဆိုတာဘာလဲကျွန်တော်တို့ကတရားအထုတ်တဲ့အခါမှာအာယုံတစ်ခုစူးစိုက်ပါတယ်ဆိုပါဆုံးဝဲလေးထွေးလေးကိုစူးစိုက်မယ်ဒါမှမဟုတ်မေတ္တာကမ္မထံအထုတ်မယ်ဒါမှမဟုတ်မြတ်စွာဘုရားရဲ့အဲ့ဒီမှာတော့မရပါဘူးမြတ်စွာဘုရားရဲ့ဂုဏ်တော်ဆင်ခြင်မစင်ဇန်တော့မရပါဘူးဓမ္မကတိုင်းဆိုပါစို့ကတိုင်းဆိုရင်ကျွန်တော်တို့ကအဖြူကတိုင်းအပြာရောင်ကတိုင်းဆိုရင်တော့ကျွန်တော်တို့ကအဖြူရောင်အဝပိစာဖြစ်စေအပြာရောင်အဝပိစာဖြစ်စေလိမ္မောရောင်အဝပိစာဖြစ်စေအနီရောင်အဝပိစာဖြစ်စေဒါမှမဟုတ်အဝါရောင်အဝပိစာဖြစ်စေကျွန်တော်တို့ကအဝိုင်းလေးကကြီးနဲ့ညှပ်ထားလိုက်ပြီးတော့ဒါမှမဟုတ်အဲ့ဒီဟာပန်းပွင့်မှာဖြစ်စေတခြားပစ္စည်းမှာဖြစ်စေအဲ့ဒီအယောင်မှာအဝိုင်းလေးဖြစ်အောင်လုပ်ပေးလိုက်ပြီးတော့အဲ့ဒီဟာကိုတရားအထုတ်တဲ့နေရာမှာချမ်းပြင်ပေါ်မှာတင်လိုက်မယ်တင်လိုက်ပြီးတော့တရားအထုတ်တဲ့အခါမှာအဲ့ဒီအဝိုင်းကိုစူဆိုင်မယ်အာယုံဆိုင်မယ်အာယုံဆိုင်လိုက်ပြီးတော့အဲ့ဒီအဝိုင်းကိုစိတ်ထဲမှာမှတ်မဲ့အောင်ကြိုးစားမယ်ပြီးရင်မျက်စိပိတ်လိုက်ပြီးတော့မျက်စိပိတ်နေတဲ့အခါမှာမှတ်မိတဲ့အတိုင်းအဲ့ဒီအဝိုင်းကိုဆက်လက်ပြီးအာယုံဆိုင်မယ်အာယုံဆိုင်လိုက်ပြီးတော့ကျွန်တော်တို့ကတဖြည်းဖြည်းချင်းအဲ့ဒီမြင်ခဲ့တဲ့အဝိုင်းမှာအဲ့ဒီမြင်ခဲ့တဲ့အဝိုင်းမှာတဖြည်းဖြည်းချင်းသူကရှင်းလင်းသွားတယ်သူကပြည့်စုံသွားတယ်အောက်တုံပြည့်စုံဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆိုမျက်စိပိတ်ထားကအဲ့ဒီမှတ်မိထားတဲ့အဖြူအဝိုင်းကဒါမှမဟုတ်အပြာရောင်အဝိုင်းကလိမ္မော်ရောင်အနီရောင်အဝါရောင်အဲ့ဒီအဝိုင်းဟာရှင်းလင်းသွားပြီးတော့ပြည့်စုံသွားပြီးတော့ပြီးရင်သူကကိုပါတာချဲသွားမယ်ကိုပါတာလင်းသွားမယ်နော်ချဲသွားပြီးတော့အကြီးကြီးဖြစ်သွားပြီးတော့လင်းသွားပြီးတော့အလင်းကြီးတောက်ပါလိုက်ပြီးတော့ကျွန်တော်တို့ကထူးထူးခြားခြားခံစားနိုင်မယ်အမတန်ချမ်းသာခံစားနိုင်မယ်ဒါဆိုအဲ့ဒီဟာကကတိုင်းအားထုတ်မဲ့ဆိုလို့ရှိရင်အဲ့လိုဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဘယ်ဟာအားထုတ်ဇန်ရောက်စစ်တဲ့ကမ္မထန်ဆိုရှင်သူမှာအနည်းဆုံးနမိတ်နှစ်ဆင့်ရှိပါတယ်အဲ့တော့တရားအထုတ်တဲ့အခါမှာနမိတ်ဆိုတာကျွန်တော်တို့ရဲ့အဲ့ဒီအာယုံနဲ့ပတ်သက်တဲ့အဆက်အသွယ်လို့မှတ်ကြစို့လောလောဆယ်ဒါကျွန်တော်ကလွယ်ကူပြောထားပါတယ်ဒါပေမဲ့ပိုရှုပ်တာပေါ့အဲ့တော့လောလောဆယ်ကျွန်တော်တို့ကနမိတ်ဆိုရင်တရားအထုတ်တဲ့အခါမှာအဲ့ဒီအာယုံ
နော်ကျွန်တော်တို့ကတရားအထုတ်တဲ့အာယုံအဲ့ဒီကမ္မထံအာယုံကိုဘယ်လိုစစ်ဆန်လဲဆိုတဲ့အဲ့ဒီစစ်ဆန်ခြင်းမှာ3ဆင့်လို့မှတ်ကြမယ်နော်အနည်းဆုံးတော့2ဆင့်တော့ရှိရမယ်အဲ့တော့ကျွန်တော်တို့မှာအဆင့်1ရှိပါတယ်အဲ့ဒါကပရိကမ္မနိမိတ်ပြီးတော့အဆင့်2ဆိုရင်တော့ဥက္ကဟနိမိတ်အဆင့်3ဆိုရင်တော့ပฏิဘာဂနိမိတ်နော်အဲ့တော့တချို့ကမ္မထံတွေမှာအဲ့ဒီပထမနိမိတ်မရှိပါဘူးပထမနိမိတ်မရှိပါဘူးဘာကြောင့်လဲဆိုတော့သူကအာယုံပါပဲသူကကျွန်တော်တို့ရထားမဲ့အဲ့ဒီဒုတိယအဆင့်ဥက္ကဟာနိမိတ်နဲ့ဘယ်လိုမှမတူပါဘူးဆိုပါဆုံး relatively မှာနိမိတ်2မျိုးပဲရှိပါတယ်နော် relatively မှာပရိကမ္မနိမိတ်မရှိပါဘူးဥက္ကဟာနဲ့ပฏิပါကနိမိတ်ပဲရှိပါတယ်အဲ့တော့တကယ်တော့ဥက္ကဟာနိမိတ်တောင်မရှိပါဘူးပฏิပါကနိမိတ်အတိတ်ကရှိliterally မှာကျွန်တော်တို့ကဘာကတိုင်းမှလည်းမပြန်ထားပါဘူးအပြင်မှာရှိနေတဲ့ဟာကိုကျွန်တော်တို့ကအာယုံမဆိုင်ပါဘူးဒါကြောင့်ပရိကမ္မနိမိတ်မရှိပါဘူးအဲ့ဒီအပြင်မှာရှိနေတဲ့ကတိုင်းဖြစ်စေကတိုင်းဝိုင်းကိုဖြစ်စေတခြားဟာဖြစ်စေကျွန်တော်တို့ကအာယုံမဆိုင်ပါဘူးမှတ်မိအောင်မကြိုးစားပါဘူးမှတ်မိတဲ့အခါမှာလည်းအဲ့လိုမျိုးဟာအပြင်မှာရှိတဲ့ဟာကိုမှတ်မိအောင်စိတ်ထဲမှာမှတ်မိအောင်လည်းမကြိုးစားရပါဘူးအဲ့လိုမရှိပါဘူး when literally မှာအဲ့လိုမရှိပါဘူးဒါကြောင့်ကျွန်တော်တို့ကမှတ်မိနေရတဲ့နိမိတ်ဆိုတဲ့ဟာ when literally ကမ္မထံမှာလည်းမရှိပါဘူးเนาะမေတ္တာကမ္မထံမှာလည်းဒီပထမနဲ့ဒုတိယနိမိတ်မရှိပါဘူးဒါပေမဲ့ပฏิဘာဂနိမိတ်ဆိုတာတော့ရှိပါတယ်ပฏิဘာဂနိမိတ်ဆိုပြီးတော့ကျွန်တော်တို့က when literally ရှုနေရင်နဲ့ဆိုပါစို့အလင်းရောင်တွေ့လိမ့်မယ်အဲ့တော့အဲ့ဒီအလင်းရောင်ဟာပฏิဘာဂနိမိတ်ဖြစ်သွားတယ်ဆိုတော့တချို့ကမ္မထအာယုံတွေမှာကျွန်တော်တို့ကပထမဒုတိယနိမိတ်မတွေ့ပါဘူးတတိယနိမိတ်ပဲတွေ့ရပါတယ်ဒါဆိုအနည်းဆုံးတော့အဲ့ဒီတတိယအဲ့ဒီပฏิဘာဂနိမိတ်ဆိုတဲ့ဟာရှိရမယ်ဒါဆိုပထမနိမိတ်ဆိုတဲ့ဟာကအပြင်မှာရှိနေတဲ့ပစ္စည်းနော်ဒုတိယနိမိတ်ဆိုတာစိတ်ထဲမှာအဲ့ဒီပစ္စည်းကိုမှတ်မိခြင်းတတိယနိမိတ်ဆိုတော့အဲ့ဒီမှတ်မိသွားတဲ့ပစ္စည်းကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်နော်ဒါဆိုပစ္စည်းမှတ်မိခြင်းခံစားချက်အဲ့လိုကိုမှတ်မိနိုင်အောင်မှတ်ထားလိုက်ပါဒါပေမဲ့တချို့ကမ္မထံတွေမှာစပါစုံမေတ္တာဝင်လီထွေလီကမ္မထံတွေမှာဝင်လီထွေလီဆိုရင်အာနာပါနာပတိလို့လည်းခေါ်ပါတယ်အဲ့တော့ဒီကမ္မထံနှမျိုးမှာဆိုတော့ပထမနဲ့ဒုတိယနိမိတ်မရှိပါဘူးတခါတည်းပฏิဘာဂနိမိတ်ရှိပါတယ်နော်အဲ့တော့တော်တော်များများပုဂ္ဂိုလ်တွေကပฏิဘာဂနိမိတ်ဆိုတော့တခုခုမြင်ရမယ်ဆိုပါစို့အလင်းမြင်ရမယ်ပေါ့ဘာဆိုတော့ when literally အထုံးမစင်အလင်းမြင်နိုင်မယ်တမမေတ္တာကမ္မထအထုံးမစင်ဘာအလင်းမှာမမြင်ရပါဘူးမေတ္တာကမ္မထမှာတတိယအဆင့်နိမိတ်ဓမ္မပฏิဘာဂနိမိတ်ဆိုတော့တတ္တဝအားလုံးတို့ကိုတပြိုင်တည်းမေတ္တာပို့တတ်ခြင်းဖြစ်ပါတယ်နော်အကန့်အသတ်မရှိတဲ့မေတ္တာအဲ့ဒါကမေတ္တာကမ္မထမှာနိမိတ်ဒါဆိုအလင်းမမြင်ရပါဘူးတခြားဟာလည်းမဟုတ်ပါဘူးမဖြစ်ရပါဘူးတတ္တဝအားလုံးတို့ကိုတပြိုင်တည်းပို့တတ်တဲ့စွမ်းအားခံစားချက်ဖြစ်သွားနော်ဒါကြောင့်အလင်းရောင်ကိုနိမိတ်အဖြစ်မမှတ်သင့်ပါဘူးတချို့ကမ္မထံတွေမှာအဲ့တော့အလင်းရောင်မြင်ရတာမဟုတ်ပါဘူးမေတ္တာကမ္မထံမှာအလင်းရောင်မြင်တဲ့ဆိုရင်တခုမာတယ်အကြီးနဲ့မာတယ်နော်မေတ္တာကမ္မထံမှာဘာအလင်းရောင်မမြင်ရပါဘူးမေတ္တာကမ္မထံမှာမေတ္တာပို့ရတယ်အဲ့မှမရဘူးနော်ကျွန်တော်တို့ကမေတ္တာကမ္မထံအထုံးမဲ့ဆိုလို့ရှိရင်အတိကအဖြစ်ပါတယ်လို့လဲတတ္တဝါတွေကိုချမ်းသာမှုခွင့်ပြုပေးပါတယ်အဲချမ်းသာမှုခွင့်ပြုပေးနေရင်အလင်းရောင်မြင်တယ်ဆိုလို့ရှိရင်ချမ်းသာမှုခွင့်ပြုပေးခြင်းမှာအနှောင့်အယှက်ဖြစ်သွားကိုယ်ဘက်ကလှုပ်ချင်တဲ့ဟာမလှုပ်တော့ဘဲနဲ့တခြားလှုပ်မိတယ်လှုပ်ချင်တာပါလဲမေတ္တာပို့ချင်တယ်
လောက်တာပါလေအလင်းရောင်မြင့်တယ်ဟာမတူဘူးလေမတူဘူးလေအဲ့ဒါကြောင့်မေတ္တာကမ္မထအားထုတ်တဲ့အခါမှာအလင်းရောင်မြင့်တယ်ဆိုလို့ရှိရင်အနောက်ရှက်မှုအကြီးကြီးဖြစ်သွားပြီးတော့တရားအားထုတ်တာလည်းအကြီးကြီးမှာမဖြစ်ရပါဘူးအဲ့လိုဖြစ်တဲ့ဆိုလို့ရှိရင်ဆရာနဲ့ကိုယ့်ရဲ့ကမ္မထဆရာနဲ့တွေ့လိုက်ပြီးတော့ဆရာကိုမေးရမှာပေါ့ဘယ်လိုလုပ်ရမလဲပေါ့ဘာကြောင့်လဲတတဝါတွေကိုမြေတာမပို့တော့ဘူးအလင်းရောင်ကိုမြင်နေတာနော်ကိုယ့်ရဲ့ကမ္မထနဲ့မနေတော့ဘူးပေါ့ဒါဆိုအဲ့ဒါကအမှားကြီးဖြစ်တယ်မြေတာကမ္မထမှာတတိထားမယ်တတဝါတွေကိုချမ်းသာခြင်းခွင့်ပြုပေးပါတယ်တခြားလုံးမဆိုရင်ကိုယ့်ရဲ့အာယုံနဲ့မရှိတော့ပါဘူးတခြားအာယုံရောက်တော့ဒါဆိုကျွန်တော်တို့ကဒီကမ္မထန်ဒီကမ္မထန်တွေမှာဆိုရင်ထွေလီမေတ္တာဒါမှမဟုတ်ကတိုင်းကမ္မထန်တွေမှာတခြားကမ္မထန်တွေလည်းရှိပါတယ်အဲ့ဒီတွေမှာဇန်ဆိုတဲ့ဟာရောက်ရနိုင်ဇန်ဆိုတဲ့ဟာဘယ်ဟာလဲဒီပฏิဘာကနေမဲ့ကိုကျော်လွန်သွားပြီးရင်နိဝရဏ၅ပါးဆိုတဲ့ကာမတမချင်းပြီးတော့သူတစ်ပါးကိုအကျိုးမဲ့ကိုကြံစီခြင်းအေးချင်းစိတ်ပြန်လွင်ခြင်းနဲ့ယုံမှတန်တရားဒီငါးချက်ကိုကျွန်တော်တို့ကဖယ်နိုင်မှာဆိုရင်ပြီးတဲ့ဆိုတဲ့ချမ်းသာမှုအဆင့်9နံပါတ်9နော်ပြင်ဆင်မှာအဆင့်ထိရောက်နိုင်ပြီဆိုရင်အဲ့ဒီ3ချက်ကိုကျော်လွန်သွားပြီးတော့ဇန်ဆိုတဲ့ဟာရောက်ရနိုင်တယ်ဆို3ချက်ပါတယ်နော်ဇန်ရောက်ရပါပထမတစ်ချက်ကပฏิဘာကနေမဲ့ကိုကျော်လွန်သွားမယ်ဒုတိယအချက်ကမြေဝရဏ၅ပါးစိတ်အဟံအတ၅ပါးကိုဖယ်ထားအောင်နံပါတ်3ဆိုရင်တော့ပိတိ5မျိုးဆိုတာရှိတယ်5ဆင့်ဆိုတဲ့ဟာရှိပါတယ်ပြင်းစမအဆင့်ပိတိဒါဆိုခဏကိုလုံးဝပြန့်နှံ့သွားတဲ့လုံးဝဖြီးသွားတဲ့ပိတိဆိုတဲ့အဆင့်ကိုကျွန်တော်တို့ကကျော်လွန်သွားမယ်ဒီ3ချက်ကျွန်တော်တို့ကပြည့်စုံအောင်အားထုတ်နိုင်ပြီဆိုလို့ရှိရင်ဇန်ဆိုတဲ့ဟာဖြစ်ပေါ်လာလိမ့်မယ်ကျွန်တော်တို့ကကိုယ့်ဘာသာအခုဇန်တစ်ခါတော့ဝင်လိုက်မယ်ဆိုတော့အဲ့ဒါအစာမှာမေးရပါဘူးအစာမှာဇန်ရောက်နေတဲ့ဇန်ကိုမဝင်ပါဘူးရောက်နေတယ်ပေါ့နော်ကိုယ့်ဘာသာမဝင်သွားပါဘူးကိုဘာသာအခုဇန်ဝင်လိုက်မယ်ဆိုတော့အဲ့လိုမေးရပါဘူးဇန်ကဖြစ်ပေါ်လာတယ်ပေါ့အဲ့ဇန်ကဖြစ်သွားပြီးရင်ထူးထူးခြားခြားတွေ့လိမ့်မယ်အဲ့ဒါကြောင့်ကမ္မထန်ဆရာကိုပြောမယ်ကမ္မထန်ဆရာရဲ့ဒီလိုတွေ့တယ်ဟိုလိုတွေ့တယ်ဆိုပြီးတော့ဆရာကဟုတ်ပါပြီအဲ့ဆိုရင်ဇန်တွေ့ပါပြီအဲ့ဆိုရင်ဇန်ကိုဒီလိုပွားရမယ်ဒီလိုဖြစ်အောင်ဒီလိုပြည့်စုံအောင်ဒီလိုပုပ္ပိသေးချအောင်လုပ်ရမယ်ဆိုပြီးဆရာကပြီးတော့တဖြည်းချင်းလမ်းပြမယ်အဲ့ဒီဟာအတိုင်းဇန်ကိုပွားသွားပြီးတော့ပုပ္ပိပြည့်စုံသွားပြီးတော့ကျင့်ကြံသွားပြီးတော့နောက်ဆုံးမှာလုံးဝအုတ်တုံပြည့်စုံဇန်ကိုရောက်ရလိမ့်မယ်အုတ်တုံပြည့်စုံဇန်ကိုရသွားပြီးရင်တော့အဆင်ပြေတယ်လို့ဇန်ကိုဝန်စားလို့ရပါတယ်ဇန်မှာထွက်တာကတော့မဝန်စားခင်ဆုံးဖြတ်ထားတဲ့အတိုင်းထွက်သွားမှာနော်ဇန်ကိုဝန်စားနေရင်နဲ့အခုတစ်ခါတည်းထွက်လိုက်အောင်မယ်ဆိုပြီးတော့အဲ့လိုတော့မရဘူးဒါဆိုဇန်ကိုမဝန်စားခင်ဘယ်လိုထွက်မလဲဘယ်တော့ထွက်မလဲဆိုပြီးတော့ဆုံးဖြတ်အောင်ဒါဆိုအဲ့ဒီကိစ္စတွေကိုဇန်မှာတဖြည်းဖြည်းချင်းတဖြည်းဖြည်းပွားထားလိုက်ပြီးတော့ကျင့်ကြံအထောက်လိုက်ပြီးတော့လုံးဝအုတ်တုံပြည့်စုံဇန်ရောက်ရနိုင်သွားပြီဆိုရင်ဇန်အပေါ်အုတ်ချုံမှုပြည့်ဝရသွားပြီးရင်ပဲဒုတိယဇန်ဆိုတာကျင့်လို့ရသွားပြီဒုတိယဇန်မှာလည်းပြည့်စုံကျင့်ကြံအားထုတ်သွားပြီးမှပဲတတိယဇန်ကိုတိုးတက်လို့ရပါတိုးတက်မယ်ဆိုရင်လည်းကမ္မထန်ဆရာကပြောပြပေးမယ်ပြီးတော့တတိယဇန်မှာဆိုရင်တော့မေတ္တာကမ္မထန်မှာစရုထဇန်မရောက်ရနိုင်ပါဘူးအဲ့ဒါမရှိပါဘူးဒါပေမဲ့ဥပိ္ပခာဆိုရင်ဒါမဟုတ်ဝေလီထွေလီကမ္မထန်ဒါမဟုတ်ကတိုင်းတွေမှာစရုထဇန်ဆိုတာရှိပါတယ်အဲ့လိုဆိုရင်တော့ကမ္မထန်ဆရာက
ပြုပြထားတဲ့အတိုင်းကျင့်ကြအထောက်လိုက်ပြီးတော့စရုပ်တဇံလည်းရောက်ရနိုင်ပါအဲ့တော့တတိယဇံရောက်ရနိုင်အောင်ကျွန်တော်တို့ကဒုတိယဇံမှာဒုက္ခဆိုတဲ့ချမ်းသာမှုကိုတကယ်တော့ပိတေဆိုတဲ့ချမ်းသာမှုပျော်ရွှင်မှုကိုကျွန်တော်တို့ကဖယ်ရမှာပိတေဆိုတဲ့ပျော်ရွှင်မှုကိုဖယ်လိုက်ပြီးတော့တတိယဇံရသွားပြီအဲဒါကြောင့်ဥပေက္ခတစ်မျိုးရသွားပါပြီပြီးတော့စရုပ်ထဇံရောက်ရအောင်ဒုက္ခဆိုတဲ့ချမ်းသာမှုကိုဖယ်ရသေးတယ်အဲ့တော့ဒုက္ခဆိုတဲ့ချမ်းသာမှုကိုဖယ်လိုက်ပြီးရင်ဥပေက္ခပြည့်ဝဝရသွားပါပြီအဲ့ဒီဥပေက္ခကလည်းဥပေက္ခတစ်မျိုးဖြစ်သွားပါပြီဒါဆိုဒီဟာကဥပေက္ခသုံးမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်တစ်မျိုးဒီကအာယုံဆိုင်တဲ့အခါမှာတွေ့ရတဲ့ဥပေက္ခတစ်မျိုးနောက်ထပ်တွေ့ရသေးတယ်ဒါဆို၄မျိုးရှိတယ်ပေါ့ဒုတိယအုပ်စုမှာအဲ့ဒီဟာကစရုပ်ထဇံတို့ရောက်တဲ့အခါမှာစန့်ကျင်ဘက်ဖြစ်သောနိဝရဏတရားတို့မှာတန်းစင်နေပြီးဖြစ်၍ထို့စန့်ကျင်ဘက်တရားတို့ငြိမ်းအေးစေရန်ကြောင်းကြမဆိုင်ရပဲလိလျူရှုခြင်းဥပေက္ခဖြစ်ပါတယ်တဲ့ဒါဆိုအဲ့ဒီဟာကစမဖြစ်ပါဘူးဒါဆိုနောက်တစ်ခါဖတ်ကြည့်မယ်ဒုတိယအုပ်စုမှာပထမအဖြစ်မြင့်မြတ်တဲ့အခြေအနေဖြစ်တော့ဥပေက္ခဖြစ်ပါတယ်ဒါဆိုအဲ့ဒါကကမ္မထံအထုံးမယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့အခြေအနေတစ်မျိုးဖြစ်တယ်တဲ့အဲ့ဒီဟာကဟုတ်ပါပြီအဲ့ဒီဟာကအဓိကအဖြစ်အထူးချမ်းသာမှုကိုအထူးစိတ်ညစ်စိတ်ညစ်ခြင်းကိုမလိုက်ဘူးဆိုလို့ရှိရင်မလုပ်ဘူးဆိုလို့ရှိရင်မပွားဘူးဆိုရင်အဲ့ဒီဥပေက္ခတာဆိုလီလျူရှင်းတစ်မျိုးဖြစ်ပါတယ်စိတ်အခြေအနေတွေရဲ့ဥပေက္ခနဲ့မတူတဲ့အချက်ကဒီမြင့်မြတ်တဲ့အခြေအနေဥပေက္ခဟာကမ္မထံကျင့်စဉ်အဖြစ်ကျင့်ကြံအားထုတ်ပြီးတိုးတက်နိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်နောက်ထပ်တစ်ခုဆိုရင်တော့တတိယဇံချမ်းသာရတဲ့အခါမှာဒီဟာကငါတတိယဇံရထားတဲ့ချမ်းသာမှုဟုတ်ပါပြီနံပါတ်6ဆိုရင်တော့စရုပ်ထဇံရောက်ထားတဲ့ချမ်းသာမှုပဲဆို3မျိုးပဲရှိပါတယ်4မျိုးမဟုတ်ပါဘူးစစ်ပြသွားပြီအဲ့တော့ပြီးရင်နောက်ထပ်4မျိုးရှိသေးတယ်နောက်ဆုံးအုပ်စုကတော့ဝိပဿနာပညာဉာဏ်တိုးတက်မှုဆိုင်ရာဥပေက္ခအုပ်စုဖြစ်ပါတယ်ဆိုအဲ့ဒီမှာပထမတစ်မျိုးကခန္ဓာ၅ပါးကိုဝိပဿနာရှုရ၌ထင်မြင်လာသောအနိစ္စဒုက္ခအနတ္တလက္ခဏာတို့ကိုစစ်မှု၌လီလျူရှုခြင်းဥပေက္ခဖြစ်ပါတယ်တဲ့ခန္ဓာ၅ပါးကိုထင်မြင်လာသောအနိစ္စဒုက္ခအနတ္တလက္ခဏာတို့ကိုစစ်မှု၌လီလျူရှုခြင်းဥပေက္ခတဲ့အနိစ္စဒုက္ခအနတ္တအနေနဲ့ခန္ဓာ၅ပါးကိုရှုနေရင်လည်းအနိစ္စဒုက္ခအနတ္တတို့ကြောင့်ချမ်းသာမှုလည်းမခံစားရပါဘူးဆင်းရဲမှုလည်းမခံစားရပါဘူးဆိုရင်အဲ့ဒီဟာကဥပေက္ခနံပါတ်9ဖြစ်သွားပါပြီဥပေက္ခနံပါတ်10ဆိုတော့ဘောဇဉ်9ပါးထဲကတစ်ပါးဖြစ်တဲ့ဥပေက္ခဒီဥပေက္ခဟာမက်ဖို့ရာခာနီအချိန်တွင်အတူတကွဖြစ်ဖက်တရားများရော်ရဲခြင်းလွန်ကဲခြင်းမဖြစ်စေပဲညှိမြအောင်ထိမ့်သိမ်းတတ်မှုနဲ့ထိုတရားများအပေါ်အစွဲအလန်းဖြတ်တတ်မှုမျိုးဖြစ်ပါတယ်တဲ့ဟုတ်ပါပြီဒါဆိုဒီနေရာမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးအထူးအစွဲလည်းမရှိပါဘူးအထူးစိတ်ညစ်ခြင်းလည်းမရှိပါဘူးဒါဆို
စိတ်အခြေအနေတွေမှာလွတ်သွားခြင်းစိတ်အခြေအနေတွေပေါ်မှာဒါဆိုပါစို့စိတ်ဆိုးခြင်းစိတ်ချမ်းသာခြင်းစိတ်ငြိမ်းချမ်းခြင်းစသဖြင့်စိတ်ထဲမှာဖြစ်ပျက်မှုတွေနဲ့ပတ်သက်ပြီးအစွဲတွေမရှိတဲ့အတွက်ဥပေက္ခလို့ခေါ်ပါတယ်ဆိုရတာနံပါတ်8နောက်ထပ်ဥပေက္ခနံပါတ်9ဆိုတော့တန်ခါဥပေက္ခဖြစ်ပါတယ်ဒါဆိုဝိပဿနာဉာဏ်ဝိပဿနာဉာဏ်မှာဆယ်ခုမြောက်ဖြစ်တဲ့ဉာဏ်မျိုးဆယ်ခုမြောက်ဖြစ်တဲ့ဉာဏ်မျိုးဖြစ်ပါတယ်သင်္ခါရုပ္ပခါဆိုတာကတော်တော်များများဆရာတွေကသင်္ခါရုပ္ပခါကိုနိဗ္ဗာန်မဖို့မရောက်ရသည့်ခင်ရသွားတဲ့ဥပ္ပခါအနေနဲ့မှာကြပါတယ်တကယ်တော့ဒီဥပ္ပခါဒီသင်္ခါရုပ္ပခါမှာကျွန်တော်တို့ကဖြစ်ပြတဲ့သဘောတရားအကောင်လုံးမှာတူညီတဲ့သဘောတွေ့ရပါပြီဘာတူညီတာလဲဆိုတော့အနိစ္စဒုက္ခအနတ္တအနေနဲ့ဖြစ်ပြတဲ့တရားအကောင်လုံးဟာဒါဆိုမိမိစိတ်ရဲ့ရောမိမိစိတ်ရောကိုယ်ရောသူတစ်ပါးရဲ့တခြားတတ္တဝါတွေရဲ့စိတ်ရောခန္ဓာကိုယ်ရောတခြားပစ္စည်းတွေရောအပြင်မှာအကောင်လုံးဟာဒါဆိုစိတ်ရောကိုယ်ရောကိုယ်မှာဖြစ်စေသူတစ်ပါးမှာဖြစ်စေအပြင်မှာဖြစ်စေအတွင်းမှာဖြစ်စေအဲ့ဒီဟာအကောင်လုံးမှာအနိစ္စဒုက္ခအနတ္တပဲရှိပါတယ်လို့သဘောပေါက်ပြီးတော့သင်္ခါရဆိုတဲ့ဖြစ်ပြတဲ့တရားတွေအကုန်လုံးမှာတူညီတဲ့သဘောကိုမြင်တဲ့ဆိုလို့ရှိရင်သင်္ခါရုပ္ပခါလို့ခေါ်ပါတယ်အဲ့တော့ဒီသင်္ခါရုပ္ပခါဆိုရင်တော့ဥပ္ပခါ10မျိုးမှာအမျိုးအစားနံပါတ်9ဖြစ်သွားပါပြီဒီအစမှာအာထုသူယောဂီဟာတရားလမ်းခရီးရဲ့အခက်အခဲဆုံးအဆင့်တွေကြော်ဖြတ်ခဲ့ပြီးမဖို့ရတော့မဲ့ဆဲအဆင့်ရောက်နေပါပြီဒီဝိပဿနာဉာဏ်စဉ်တွေအကြောင်းကိုကျွန်တော်ကတခြားပုချက်ချင်းမှာပြပြချင်းပါတယ်ဒီပုချက်ချင်းမရေးထားသေးဘူးကျွန်တော်တို့ရဲ့ဗီဒီယိုကမ္ဘာထန်တဲ့န်းမှာပုချက်ချင်းလောလောဆယ်30ရှိပါတယ်ပုချက်ချင်း25ချက်ရှိမယ်လို့ရင်းနှုန်းကအစီအစဉ်ရှိခဲ့ပါတယ်စရုပ်ထာမြောက်နောက်ဆုံးဥပေက္ခကတော့အာယုံ6ပါးတို့မှာလိလျူရှုခြင်းဥပေက္ခဖြစ်ပါတယ်တဲ့အဲ့ဒါကယဟန္တာတွေကရောက်ရထားတဲ့ဥပေက္ခဒီဥပေက္ခဟာယဟန္တာပုဂ္ဂိုလ်ရဲ့မျက်စိနာနှာရှာကိုစိတ်တွေမှာဖြစ်ပေါ်တဲ့အာယုံ6ပါးတို့နဲ့တွေ့ကြုံလာသောအခါကောင်းသောအာယုံ၌တာယာခြင်းတဏမကောင်းသောအာယုံ၌နှလုံးမတာယာခြင်းဒေါမနတာမဖြစ်တဲ့တတိတံပဇံအမြဲရှင်၍ရှုခြင်းမျိုးဖြစ်ပါတယ်ဥပေက္ခဆိုတဲ့စကားလုံးကိုရှင်းလင်းသိသွားရင်မြင့်မြတ်တဲ့အခြေအနေဖြစ်တော့ဥပေက္ခရဲ့အကြောင်းကိုအသေးစိတ်ဆက်လက်လေ့လာသွားနိုင်ပါပြီဟုတ်ပါပြီဒါဆိုအဲ့ဒီကိစ္စတွေကိုကျွန်တော်ရဲ့ပေါ်ချက်ချက်နံပါတ်9မှာရှင်းပြပေးပါတယ်အဲ့တော့ဒီ10မျိုးမှာကျွန်တော်တို့ကဒီလိုတွေ့နိုင်ပါတယ်အုပ်စု3မျိုးရှိပါတယ်တရားအာမထုတ်တဲ့အခါမှာတွေ့နိုင်တဲ့ဥပေက္ခ3မျိုးသမထကမ္မထံအာထုတ်တဲ့အခါမှာဥပေက္ခ3မျိုးပြီးတော့ဝိပဿနာကမ္မထံအာထုတ်တဲ့အခါမှာဥပေက္ခအမျိုးအစား4မျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဥပေက္ခ10မျိုးနဲ့ပတ်သက်ပြီးတခါတည်းဥပေက္ခမှာလွတ်သွားပြီဥပေက္ခမရှိပါဘူးဥပေက္ခ10ပါးဒီလိုဥပေက္ခ10ပါးဟိုလိုမပြောတဲ့မှာဘာကြောင့်ဆိုတော့လုံးဝမဆိုင်ဘူးလေတော်တော်များများဥပေက္ခတွေလုံးဝမဆိုင်ပါဘူးဆိုပါစို့ဘဝင်ဥပေက္ခဆိုပြီးတော့တတော်ကျွန်တော်တို့အနည်းဆုံးလူတွေမှာအားလုံးမှရှိပါတယ်ဘဝင်လေအဲ့တော့ဒီဘဝင်ဥပေက္ခက
ဒီလိုဖြစ်တယ်ဟိုလိုဖြစ်တယ်ဆိုပြီးတော့တခြားဥပေက္ခတွေနဲ့လုံးဝမနှိုင်းယှဉ်ရပါဘူးလုံးဝတခြားအမျိုးအစားဖြစ်သွားပါဒါကြောင့်ဥပေက္ခ10ပါးကိုတစုတည်းယူလိုက်ပြီးတော့တစ်ခုခုပြုတ်ချင်တယ်ဆိုရင်မပြောရပါဘူးเนาะဥပေက္ခ10မျိုးရှိပါတယ်ဟုတ်ပါပြီဒါပဲအဲ့ဒီဥပေက္ခ10မျိုးနဲ့ဒီလိုလုံးမယ်ဟိုလိုလုံးမယ်ဆိုပြီးတော့အဲ့လိုမပြောသင့်ပါဘူးအဲ့လိုဆိုရင်ဥပေက္ခဘယ်အမျိုးအစားတွေရှိပါတယ်လဲဆိုပြီးတော့မသိတယ်လို့ခံစားရပါတယ်ဥပေက္ခတရား10ပါးမရပါပဲเนาะအဲ့လိုဆိုရင်တော့တတ္တဝမဟုတ်တော့ဘူးเนาะဘာဝမရှိဘူးဆိုလို့ရှိရင်တတ္တဝလည်းမဟုတ်ဘူးဘုံ31ဘုံမှာဘဝဆိုတာရှိပါတယ်ကျွန်တော်တို့ကအပညာတတာတွေမှာဆိုရင်တော့ဘဝသူတွေဘဝလုံးဝအစာမှာတခါတွေ့ရပါတယ်လုံးဝအဆုံးမှာတခါတွေ့ရပါတယ်နော်တတဝအားလုံးမှာဘဝဆိုတာရှိပါတယ်ဒါကြောင့်ဥပေက္ခတရား10ပါးမရှိဘူးဆိုရင်တတဝလည်းမဟုတ်တော့ပါဘူးဒါပေမဲ့ဥပေက္ခ9ပါးတော့ဟုတ်နိုင်ပါတယ်တော်တော်များများမှာဥပေက္ခအဲ့ဒီဒုတိယအဲ့ဒီပထမရာဆိုချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ဥပေက္ခကျွန်တော်တို့မှာအများဆုံးရှိနေပါတယ်ကျွန်တော်တို့ကအာမထုတ်ဘူးဆိုရင်တော့ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဆိုရင်တော့ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ရှိနေပါတယ်မွတ်စလင်တို့ခရီးယန်တို့ဟိန္ဒူတို့ဘာသာမဲ့တို့အားလုံးမှာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ရှိပါတယ်နော်ဆိုသူတို့မှာဥပေက္ခ10ပါးမရှိဘူးဆိုတာမပြောရပါဘူးဘဝလည်းရှိပါတယ်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်လည်းရှိပါတယ်နော်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ဆိုတာပါလေမချမ်းသာတဲ့အခါမှာမဆင်းရဲတဲ့အခါမှာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ဖြစ်ပါတယ်ဆိုပါစို့တရားပြောကိုမေးလိုက်ပါဘယ်လိုခင်စားလဲချမ်းသာလားအဲ့လိုသူကမချမ်းသာပါဘူးဆင်းရဲလားမဆင်းရဲပါဘူးအဲ့လိုဆိုရင်သူမှာပါရှိလဲချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ရှိပါတယ်အဲ့လိုလွယ်ပါတယ်ကျွန်တော်တို့မှာအများအားဖြင့်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ရှိပါတယ်တော်တော်များများကပြောကြတယ်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ကြည့်ရတာအမှန်တန်ခက်ခဲပါတယ်တဲ့ကျွန်တော်ကတော့ပြောင်းပြန်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ကျွန်တော်မှဆိုတော့အလွယ်ဆုံးပါကျွန်တော်ကကြည့်ရတာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်အလွယ်ဆုံးပါပဲနော်ဘာကြောင့်လဲအဲ့ဒါမသိဘူးဆိုတဲ့ခင်စားချက်မသိဘူးဆိုရင်ချမ်းသာလည်းမဟုတ်ဆိုတော့ချမ်းသာတယ်ဆိုတာမသိဘူးလေဆင်းရဲတယ်ဆိုတဲ့ဟာလည်းမသိပါဘူးချမ်းသာတယ်လို့မတွေ့ရပါဘူးဆင်းရဲတယ်လို့မတွေ့ရပါဘူးဆိုရင်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ဖြစ်သွားအလွယ်ဆုံးခင်စားချက်ဖြစ်သွားပြီကျွန်တော်တို့မှတွေ့ရတဲ့အများဆုံးဖြစ်နေတဲ့ခင်စားချက်ဖြစ်သွားပါတယ်နော်ဆိုအဲ့ဒါကချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချက်ကတတဝအများစုမှာအများအဖြစ်တွေ့ရပါတယ်ဟုတ်ပါပြီသင်္ခါရုပ္ပခဉာဏ်တို့ရောက်နိုင်ပါသလားဆိုပြီးတော့သင်္ခါရုပ္ပခကဥပေက္ခတစ်မျိုးဖြစ်နေတယ်လေအဲ့လိုဆိုရင်ဥပေက္ခတရား10ပါးမရှိဘူးဆိုလို့ရှိရင်တတဝလည်းမဟုတ်ဘူးသင်္ခါရုပ္ပခလည်းမရနိုင်ဘူးပေါ့ဆိုတော့တတဝမဟုတ်ဘူးဆိုလို့ရှိရင်သင်္ခါရုပ္ပခပဲယုံလားဒါနဲ့သင်္ခါရုပ္ပခကဥပေက္ခ10မျိုးမှာရှိနေတယ်လေအဲ့လိုဆိုရင်တော့ဥပေက္ခ10မျိုးမရှိဘူးဆိုရင်သင်္ခါရုပ္ပခလည်းမရှိတော့ဘူးလေဆိုတော့အဲ့ဒီ10မျိုးမှာပါသွားပြီဆိုဒီမေခွန်းကိုရေးထားတဲ့ပုံပေါ်မှာဥပေက္ခတရား10မျိုးကိုကျွန်တော်ရေးထားတဲ့စာထဲမှာကောင်းကောင်းမွန်မွန်ဖတ်နိုင်မယ်ဆိုရင်အကျိုးများမှာပါကျွန်တော်က chat box ထဲမှာchat box ထဲမှာပို့ချချင်နံပါတ်ကို link ပို့ထားပေးပါတယ်အဲ့ဒီဟာဖတ်နိုင်မယ်ဆိုရင်ကောင်းတယ်အဲ့ဒီမှာတခုခုနားမလည်ဘူးဆိုလို့ရှိရင်တခုခုမသိဘူးဆိုလို့ရှိရင်ဆိုတော့ဒီ ပို့ချက်ကရေးထားတာအထူးခက်ခဲတဲ့ပုံစံဖြစ်ရေးထားပါတယ်ဘာသာပြန်ပြတဲ့ပုံကိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကကိုယ်တိုင်ဒီဟာမရေးထားပါဘူးတခြားစေတနာဝန်ထမ်းတယောက်ကဘာသာပြန်ပြတဲ့အဲ့ဒီဟာအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကထင်တယ်ဒီဟာရိုးရိုးလူတွေကနားလည်နိုင်မှာမဟုတ်ဘူး
အမတန်ခက်ခဲရေးထားပါတယ်အဲ့လိုအစမဖြစ်ပါဘူးဒါကြောင့်နားမလည်တဲ့အပိုင်းတွေကိုဒေချာမှတ်ပေးလိုက်ပြီးတော့တတိပေးလိုက်ပြီးတော့ကျွန်တော်တို့ကပို့ပြီးရှင်းလင်းအောင်ပြင်ပေးရမှာပါနော်ကျွန်တော်မှတ်မိပါတယ်ဒီပို့ချက်ချက်ကိုပို့ချက်ချက်30မှာဘာသာပြန်တဲ့အလုပ်ကိုကျွန်တော်ကကိုယ်တိုင်မလုပ်ဘဲနဲ့အဲ့ဒီပို့ချက်ချက်တွေကဖတ်ဖို့တော်တော်ခက်ခဲသွားပါပြီ။ဆိုတော့ဘာသာပြန်ပေးတဲ့ပုံကိုယ်တွေကသူတို့ကကြောက်တယ်ကျွန်တော်ကကျမကဘာသာပြန်ပေးလိုက်ပြီးတော့တခြားလူတွေကကဲ့ရဲ့မှာပေါ့ဆိုပြီးတော့အဲ့လိုဆိုရင်သူတို့ကနားမလည်နိုင်တဲ့ပုံစံဖြင့်ဘာသာပြန်ပေးလိုက်ပြီးတော့ဘယ်သူမှမကဲ့ရဲ့နိုင်ပါဘူးဒါပေမဲ့နားလည်လဲနားမလည်ချင်ပါဘူးဆိုအဲ့ဒီဟာတည်းအဆင်ပြေဘူးကျွန်တော်တို့ကနားလည်နိုင်အောင်ကောင်းပါပြီဒါဆိုအဲ့ဒီဟာကဥပိ္ပခာ10မျိုးမှာနားလည်မယ်ဆိုရင်သိမယ်ဆိုလို့ရှိရင်ဒီတန်ခါဥပိ္ပခာကိစ္စကလည်းမဖြစ်တော့ပါဘူးဥပိ္ပခာ10မျိုးမှာတန်ခါဥပိ္ပခာဆိုတဲ့ဟာပါတယ်ဥပိ္ပခာတရား10ပါးကိုမကျော်လွန်ပါပဲနိဗ္ဗာန်ကိုမြင်ရပါတော့မဲ့ဉာဏ်တို့ရောက်နိုင်ပါသလားဆိုတော့ဒါပေမဲ့ဥပိ္ပခာ10ပါးမှာဘောင်းဝင်ဆိုတာလည်းရှိပါတယ်ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ခင်စားချလည်းရှိပါတယ်အဲ့ဒီဟာမရှိရင်တတ္တဝါလည်းမဟုတ်တော့ပါဘူးเนาะတန်ဟိုအတ္တညတ္တလို့ဟုတ်နိုင်ပါတယ်အတ္တညတ္တမှာဘောင်းဝင်ဆိုတဲ့ပထမခဏမကားသည်ပဲပထမခဏမဟုတ်ပဲနောက်ဆုံးသူရဲ့ဘဝမှာနောက်ဆုံးခဏလည်းမဟုတ်ပဲသူရဲ့ဘဝကြားမှာဘဝထဲမှာဆိုတော့ဥပိ္ပခာ10ပါးမရှိပါဘူး။ဘာကြောင့်လဲစိတ်မရှိလို့ပါ။ဒါပေမဲ့အစာမှာအဆုံးမှာတော့ရှိပါတယ်။အပညာတတာမှာလွယ်ပြီးတတော်အဟောင်းလုံးမှာဥပိ္ပခာတော်ရှိပါတယ်။နော်။ချမ်းသာလည်းမဟုတ်ဆင်းလည်းမဟုတ်ခင်စားချက်ဘဝင်ရှိတာပေါ့။အဲ့တော့ဒီမက်ဖို့ဉဏ်ဆိုရင်တော့မက်ဖို့ဉဏ်အတွက်ကျွန်တော်တို့ကဇန်ရောက်ရမယ်ဆိုရင်နော်ဒါဆိုအဲ့လိုဆိုရင်တော့ဥပိ္ပခာ3မျိုးတစ်ခါတည်းလို့တယ်ဥပိ္ပခာနံပါတ်4ရော5ရော6ရောလို့တယ်နော်ပြီးတော့နံပါတ်4ကနံပါတ်3နဲ့တူပါတယ်အဲ့လိုဆိုရင်တကယ်တော့ဥပိ္ပခာ6မျိုးလုံးလို့လိမ့်မယ်တဲ့ဆိုပြီးတော့ချမ်းသာမဟုတ်ဆင်းရဲမဟုတ်ခင်စားချက်နှစ်ဆိုရင်တော့ဘောင်ဝင်3ဆိုရင်တော့ထူးထူးခြားခြားလဲမချမ်းသာဘူးထူးထူးခြားခြားလဲမဆင်းရဲပါဘူးနော်နံပါတ်3နံပါတ်4ဆိုတာ3ပါပဲဒါပေမဲ့တရားအထုတ်တဲ့အခါမှာနံပါတ်3နံပါတ်4နော်နံပါတ်5ဆိုတော့တတရားဆန်နံပါတ်6ဆိုတော့စရုပ်ထဆန်တချို့ကဇန်မရောက်ရပါနဲ့မဖို့ရောက်ရပါတယ်မြတ်စွာဘုရားကတော့ဇန်ရောက်ရပြီးရင်မဖို့ရောက်ရခြင်းကိုအားပေးတော်မူပါတယ်ဒါကြောင့်အဲ့ဒီဇန်နံပါတ်3ရော4ရောရမယ်ဆိုရင်ပို့ပြီးကောက်ပါတယ်အဲ့လိုဆိုရင်ဥပိ္ပခာ6ပါးတစ်ခါတည်းရသွားပြီအဲ့တော့ဥပိ္ပခာ6ပါးကိုမကားသေးပဲဘောဇင်9ပါးမှာဘောဇင်9ပါးမရှိဘူးဆိုလို့ရှိရင်ဘုတ်ဘယ်လိုရမလဲပေါ့ဘောဇင်မရဘဲနဲ့ဘယ်လိုဘုတ်ရမလဲနော်ဘောဇင်ကဆိုတာ body anger body ဆိုတာဓာတ်ပေါက်ခြင်းဆိုမဲ့ဖို့ပေါ့အဲ့တော့ anger ဆိုတာအကြီးအချင်းဒါဆိုအကြီးအချင်း9ပါးနော်မဲ့ဖို့ရောက်ရချင်းရဲ့အကြီးအချင်း9ပါးဆိုတာဘောဇင်9ပါးအဲ့တော့မဲ့ဖို့ရောက်ရမယ်ဆိုလို့ရှင်ဒီ9ချက်လိုတဲ့အဲ့တော့အဲ့ဒီ9ချက်မရှိဘူးဆိုလို့ရှင်မဲ့ဖို့မရောက်ရနိုင်ဘူးအဲ့ဒီ9ချက်မှာဥပေက္ခကနံပါတ်9အဲ့တော့အဲ့ဒီဥပေက္ခမရှိဘူးဆိုရင်ဘောဇင်လည်းမရှိဘူးအဲ့ဆိုမဲ့ဖို့လည်းမရောက်ရနိုင်ဒါဆိုအဲ့ဒီဟာကဘောဇင်နံပါတ်9ဆိုရင်တော့နံပါတ်9ကခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တအနေနဲ့ရှုခြင်းဆိုအဲ့ဒါမရှိရင်ဘယ်လိုလုပ်မလဲပေါ့အဲ့ဒါမရှိရင်မဖို့ဘယ်လိုရောက်ရမလဲအနိစ္စဒုက္ခအနတ္တအနေနဲ့ဒီရောဆေးရောမမှတ်တဘူးဆိုလို့ရှိရင်ဘယ်လိုမဖို့ရောက်ရမလဲမရဘူးလေမဖို့ရောက်ရတာက
ရုပ်ရောစိတ်ရောအနိစ္စဒုက္ခအနတ္တအနေနဲ့မြင်နိုင်မှာပဲမဖို့ရောက်ရနိုင်တယ်ဒါကြောင့်အဲ့ဒါကနံပါတ်9ရှေ့ဆိုရင်တော့ဘုဇင်အဲ့တော့နံပါတ်9ဆိုရင်တော့တန်ခါရုပိခာအဲ့ဆိုကျွန်တော်တို့ကမဖို့ရောက်ရမယ်ဆိုလို့ရှိရင်ဥပိ္ပခကျွန်တော်ရမယ်မကသေးဘူးဥပိ္ပခကိုမျိုးလို့တယ်နော်ကိုမျိုးဇန်မရောက်ရပဲနဲ့မဖို့ရောက်ရမယ်ဆိုရှင်ခုနှစ်မျိုးဖြစ်သွားပြီအနည်းဆုံးခုနှစ်မျိုးလို့မယ်မဖို့ရောက်ရမယ်ဆိုရှင်အနည်းဆုံးဥပိ္ပခခုနှစ်မျိုးလို့မယ်နော်အကောင်းဆုံးဆိုရင်တော့10မျိုး9မျိုးလို့မယ်နော်နံပါတ်10ဆိုပြီးတော့ယဟန္တာတွေကရောက်ရထားတဲ့ဥပိ္ပခနော်အဲ့ဒါကတော့တောတာပံတကရကအနာကအနေနဲ့မရောက်ရနိုင်ဘူးဘာကြောင့်လဲယဟန္တာမဟုတ်ဘူးဟုတ်ပါပြီဒါဆိုမက်ဖို့ရောက်ရမယ်ဆိုရင်ဥပိ္ပခ9မျိုးလို့တယ်အနည်းဆုံး9မျိုးလို့လောကီထဲမှာဥပိ္ပခသည်အခြေအမုံတွေ့ပါပြီလောကုတ္တရာမှာဥပိ္ပခတရားသည်ချစ်ချင်းမုန်းချင်းပတ်သက်ချင်းမပတ်သက်ချင်းကင်းပြီးအလုံးသိမ့်ဝတ်တော့တရားဆိုရင်မပါဒလားဒါဆိုလောကီဥပိ္ပခတကယ်တော့အကုန်လုံးဟာလောကမှာရှိနေတဲ့အတွက်လောကီဥပိ္ပခလို့ခေါ်တာပါနော်ဒီ10ပါးလုံးမှာလောကမှာရှိပါတယ်နော်နိဗ္ဗာန်ရောက်ရပြီးရင်ဥပိ္ပခဆိုတဲ့ဟာမရှိပါဘူးကျွန်တော်တို့ကနိဗ္ဗာန်ကိုဒါဆိုပါစို့ကျွန်တော်တို့မှာနိဗ္ဗာန်2မျိုးရှိပါတယ်နော်နိဗ္ဗာန်2မျိုးရှိပါတယ်အဲ့ဒါကနိဗ္ဗာန်2မျိုးရှိတယ်တဥပါဒိတေတနိဗ္ဗာန်ပြီးတော့အနုပါဒိတေတနိဗ္ဗာန်လို့ခေါ်ပါတယ်တဥပါဒိတေတနိဗ္ဗာန်ဆိုရင်တော့ဒီဘဝအတွင်းမှာရှိနေတည်တဲ့နိဗ္ဗာန်ဆိုပါစို့ယဟန္တာတွေကမတည်သွားသေးဘူးဒါဆိုနိဗ္ဗာန်ပရိနိဗ္ဗာန်မဆန်းသေးဘူးဆိုရင်သူတို့ကတဥပါဒိတေတနိဗ္ဗာန်လို့ရောက်ရနိုင်ပါတယ်ပရိနိဗ္ဗာန်ဆံပြီးသွားပြီးရင်ဒါဆိုယဟန္တာမဲ့ဖို့ရောက်ရထားတဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်ဆံပြီးသွားရင်သေဆုံးသွားမယ်ဆိုလို့ရှိရင်သူကအနုပါဒိတေတနိဗ္ဗာန်ရောက်ရပါတယ်အနုပါဒိတေတဆိုပြီးတော့ခန္ဓာ၅ပါးမရှိတော့ပါဘူးเนาะအဲ့တော့ဒီဥပါဒိတေတတတိထားမယ်နော်ဥပါဒိဆိုတဲ့ဟာခန္ဓာ၅ပါးဖြစ်ပါတယ်ဥပါဒံနဲ့လုံးဝမဆိုင်ပါဘူးမြတ်စွာဘုရားမှာလည်းဥပါဒိတေတဆိုတဲ့ဟာရှိပါတယ်ဒါပေမဲ့အဲ့ဒါမြတ်စွာဘုရားကခန္ဓာ၅ပါးကိုအစွဲရှိတာမဟုတ်ပါဘူးအဲ့ဒီခန္ဓာ၅ပါးကမြတ်စွာဘုရားအပေါ်အစွဲရှိပါတယ်ခန္ဓာ၅ပါးကဆက်လက်ပြီးဖြစ်ပြတဲ့ဟာကိုကျွန်တော်တို့ကဥပါဒိတေတလို့ခေါ်ပါတယ်သူတို့ကမပြတ်သွားဘူးဆက်လက်ပြီးဖြစ်ပြသွားပါတယ်เนาะအဲ့ဒီဖြစ်ပြသွားခြင်းမပြတ်သွားပါဘူးဆက်လက်ပြီးဖြစ်ပြသွားတဲ့အတွက်ဥပါဒိတေတလို့ခေါ်တယ်ဥပါဒိဆိုတာဒီခန္ဓာ၅ပါးတေတဆိုတာကြံသေးတယ်ခန္ဓာ၅ပါးကြံသေးတဲ့အတွက်ဥပါဒိတေတလို့ခေါ်ပါတယ်တာဥပါဒိတေတဆိုတာရှိသေးတယ်ခန္ဓာ၅ပါးကြံသေးခြင်းရှိသေးတယ်ဒါကြောင့်တာဥပါဒိတေတလို့ခေါ်ပါတယ်အာနုပါဒိတေတဆိုတာမရှိတော့ဘူးဒီခန္ဓာ၅ပါးကြံသေးခြင်းမရှိတော့ဘူးဒါဆိုခန္ဓာ၅ပါးမရှိတော့ပါဘူးပရိနိဗ္ဗာန်စံပြီးရင်ခန္ဓာ၅ပါးမဖြစ်ပြတော့ပါဘူးအဲ့တော့ခန္ဓာ၅ပါးဖြစ်ပြသည်ဖြစ်စေမဖြစ်ပြသည်ဖြစ်စေယဟန္တာမှာဒီမြင်ချင်းကြားချင်းအနန္တတွေ့ချင်းအယတာတွေ့ချင်းတွေ့ထိချင်းစိတ်ကူးချင်းဆိုတဲ့ဝိညာဉ်6ပါးနဲ့ပတ်သက်ပြီးသူမှာအစွဲလုံးဝမရှိတော့ပါဘူးအစွဲအဲ့ဒီဟာကဘယ်လိုပြပြထားလဲဒီဥပိ္ပခာဟာယဟန္တာပုဂ္ဂိုလ်ရဲ့
မျက်စိနာနာရှာဖို့နဲ့စိတ်တွေမှာဖြစ်ပေါ်တဲ့အာယုံ6ပါးတို့နဲ့တွေ့ကြုံလာတော့အခါကောင်းသောအာယုံ၌တာယာခြင်းတဏမကောင်းသောအာယုံနဲ့နှလုံးမတာယာခြင်းဒေါမနတာမဖြစ်ပဲတတိတံပစင်အမြင်ရှင်၍ရှုခြင်းမျိုးဖြစ်ပါတယ်ဒါကတော့ဥပေက္ခဏမ10အဲ့လိုဆိုအကုန်လုံးဒီလောကထဲမှာရှိပါတယ်နိဗ္ဗာန်တက်မဟုတ်ပါဘူးလောကုတ္တရာလောကကိုကျော်လွန်သွားတဲ့နိဗ္ဗာန်မဟုတ်ပါဘူးနိဗ္ဗာန်ကလုံးဝဥပေက္ခနဲ့မဆိုင်ဘာကြောင့်လဲဥပေက္ခကစိတ်နဲ့ပတ်သက်တယ်နိဗ္ဗာန်မှာစိတ်မရှိပါဘူးနော်ဒါကြောင့်ကျွန်တော်တို့ကဥပေက္ခ10မျိုးကိုလောကီဥပေက္ခလို့ခေါ်ရမယ်လောကုတ္တရာကဥပေက္ခမဟုတ်ပါဘူးဒါကြောင့်လောကုတ္တရာဥပေက္ခဆိုတာမရှိပါဘူးကောင်းပါပြီအဲ့တော့အချိန်လည်းအကုန်ကုန်သွားပြီဒါပေမဲ့ကျွန်တော်ထင်တယ်ပရိသတ်ကတော်တော်များများဉာဏ်ပညာတွေဘဟုတုတတွေရတော့ပါပြီဆွနိုင်ပါပြီနောက်ထပ်မိခွန်းများရှိတဲ့ဆိုလို့ရှိရင်ပြောစရာမေးစရာများရှိတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဗီဒီယိုအောက်မှာcomment ထည့်ပေးလို့ရပါတယ်ဒီဗီဒီယိုကိုကျွန်တော်တို့ရဲ့ Facebook group ထဲမှာတင်ထားပါတယ် Facebook group ရဲ့ Facebook group ရဲ့ link ကိုပေးလိုက်ပါမယ်တော့ကောင်းပါပြီကျေးဇူးတင်ပါတယ်အဲ့ link တော့ကျွန်တော်ဘက်က link ရောသုံးလို့ရလားသုံးလို့ရပါတယ်ကောင်းပါတယ်ဒါဆိုအဲ့ဒါပါပဲအမြဲတမ်းဝန်တာပါတယ်ဒီနေ့ကျွန်တော်တို့ကပရိသတ်အမြဲတမ်းမများပြင်မဲ့ပရိသတ်တော့ရှိပါတယ်အထက်ကတော့စီဇန်ပေးတဲ့